အားလုံးပဲမင်္ဂလာပါဗျဒီနေ့တော့ကျွန်တော်ရဲ့မနက်စာလေးရတော့ပင်လယ်စာကဖောင်ရွက်ကြော်ရဲ့ကြက်ဥကြော်လေးရေပါအဲ့အတွက်ကျွန်တော်ဈေးကနေပစုံလေးနဲ့ကစ်မှုလေးကိုကျွန်တော်ဝယ်ခဲ့ပါတယ်ပင်လယ်စာကဖောင်ရွက်လေးကြော်မှာမှုလို့ပါအဲ့အတွက်ကစ်မှုလေးကိုစာလေးတွေအမိုက်ကလေးတွေကျွန်တော်ဖယ်ပါမယ်ပြီးရင်တော့ပကံလေးတွေကိုကျွန်တော်ထည့်ထားလိုက်ပါမယ်ဒါလေးတွေကတော့ကစ်မှုလေးကျွန်တော်ဝယ်ခဲ့ပါတယ်တစ်ခါစားစာလေးပါပြီးရင်တော့ပစုံလေးတွေကိုအခွန်လေးတွေကျွန်တော်ချုပ်ပါမယ်အမိပိုင်းလေးတွေကိုတော့ကျွန်တော်ခြံထားပါမယ်အခွန်လေးတွေကိုတော့ကျွန်တော် view design လေးတွေကျွန်တော်ချုပ်ပါတယ်ခေါင်းလေးတွေကိုတော့ကျွန်တော်မယူတော့ပါဘူးအမိပိုင်းလေးကိုတော့ကျွန်တော်ခြံထားခဲ့ပါတယ်ဒီလေးနဲ့ကျွန်တော်တစ်ခုပြီးတစ်ခုကိုပစုံလေးတွေကိုတင်သွားပါတယ်ပစုံလေးတွေအခွန်လေးချုပ်ပြီးပြီဆိုရင်တော့ရေလေးတစ်ထပ်လောက်ကျွန်တော်ထပ်စီးပါတယ်ဒါကတော့ကျွန်တော်ရဲ့ပစုံခွန်တင်ထားတာလေးတွေပါပြီးရင်တော့ပကံလေးတွေကိုကျွန်တော်ထည့်လိုက်ပါမယ်ပစုံလေးတွေတန့်စင်ပြီးပြီဆိုတော့ကျွန်တော်ကင်းမူလေးတွေကိုထပ်စီးပါမယ်ဒီဘဝကင်းမူလေးတွေကိုကျွန်တော်ရေလေးနဲ့စီးပါမယ်ပြီးရင်တော့ပကံလေးတွေကိုထည့်ပါမယ်ပြီးရင်တော့ဒါလေးတွေကိုအနီတော်လေးတွေလောက်ကျွန်တော်တုံးပါမယ်ကင်းမူလေးတွေရေတန့်စင်ပြီးပြီဆိုရင်တော့ကျွန်တော်တင်ဒီတုံးလေးနဲ့ဓာတ်လေးနဲ့ကျွန်တော်ကင်မူလေးတွေကိုတုံးလိုက်ပါမယ်သူ့ဟာလေးနဲ့သူ့စီစီကြီးလေးကျွန်တော်တုံးပါမယ်ဒါလေးကတော့ကျွန်တော်တုံးထားပြီးသားလေးတွေပါပစုံရဲ့ကင်မူရေဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကဖောင်ရွက်ပါဈေးကနေကဖောင်ရွက်လေးလည်းကျွန်တော်ဝယ်ခဲ့ပါတယ်ဒါလေးတွေကိုကျွန်တော် view design လေးပြန်ပြီးတော့တင်ပါမယ်တီချာလေးကျွန်တော်တင်ပါဖြစ်ပါတယ်ဒါလေးကတော့တိုင်းယူရာထဲမှာအစားအစာထဲမှာမပါမဖြစ်တဲ့အရွက်ကလေးပဲဖြစ်ပါတယ်ကပောင်ရွက်လေးပြီးပြီဆိုတော့ကျွန်တော်ကြက်သွန်ပြူလေးကျွန်တော်ထောင်းပါတယ်ပြီးရင်တော့ငြုပ်တီးနဲ့ကြက်သွန်ပြူကိုကျွန်တော်ထောင်းမှာဖြစ်ပါတယ်ကြက်သွန်ပြူလေးတွေညှက်ပြီဆိုရင်တော့ကျွန်တော်ငြုပ်တီးလေးတွေကိုထည့်လိုက်ပါမယ်ဒါတော့ကျွန်တော်ဈေးရဝယ်လာတဲ့ငြုပ်တီးလေးတွေပါရေးရေးလေးတွေပေါ့နော်အနီတောင်လေးတွေကိုကျွန်တော်တုံးထားပါတယ်အဲ့အတွက်ညအောင်ကျွန်တော် view design တီချာလေးထောင်းပါမယ်ထောင်းလို့ပြီးပြီဆိုရင်တော့ကျွန်တော်ပကံလေးတွေကိုခတ်ပါမယ်ဒါလေးတွေကတော့ပကံလေးတွေကိုကျွန်တော်မြုပ်ကြီးနဲ့ကြက်သွန်ပြူထောင်းတာလေးတွေခတ်ထားဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်ချက်ဖို့အတွက်ပြင်ပါမယ်ကဖောင်ရွက်ရယ်ပစုံရယ်ကင်းမူရယ်ငြုပ်တီးရယ်ကြက်သွန်ပြူထောင်းလေးရယ်ပါဒါဒီပြီးပြီဆိုရင်တော့ကျွန်တော်ဒေဦးလေးတွေကိုစီလေးအနေငယ်ထည့်ပါမယ်ပြီးရင်တော့ငြုပ်ကြီးကြက်သွန်ပြူထောင်းထားတာလေးကျွန်တော်ထပ်ထည့်ပါမယ်ကျွန်တော်အဆက်သိမ့်ကြိုက်တဲ့အတွက်အဆက်ကလေးနည်းနည်းလေးပဲကျွန်တော်ထည့်ပါတယ်စီလေးချက်ပြီဆိုရင်တော့ကင်းမူရဲ့ပစုံတွေကိုကျွန်တော်ထည့်လိုက်ပါမယ်စီလေးတက်ပါမယ်ပေါ့နော်လုံးပါမယ်ဒါတော့ကျွန်တော်စားထည့်တာပါပြီးတော့အချုံမုံလေးကျွန်တော်ထည့်ပါမယ်ပြီးရင်တော့ជីလေးခန့်နေထီအောင်ကျွန်တော်လုံးပါမယ်သူ့ဟာနဲ့သူ့ကိုအကြီးလေးထွက်နေတာပါရေလေးလည်းတဖြည်းဖြည်းနဲ့ခန်းလာတယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်ကဖောင်ရွက်လေးကျွန်တော်ခတ်ပါမယ်ဒီလိုနေသားဆိုရင်တော့ကျွန်တော်ကဖောင်ရွက်လေးကျွန်တော်ခတ်ပါပြီဒါကတော့ကျွန်တော်ကဖောင်ရွက်လေးထည့်တာပါကဖောင်ရွက်လေးထည့်ပြီးရင်တော့ကျွန်တော်ဆက်ပြီးတော့လုံးပါမယ်ကဖောင်ရွက်လေးတွေနုံနေထီအောင်ကျွန်တော်လုံးပါမယ်ဒါကတော့ငံပြားရည်လေးထည့်တာပါဒီလေးပင်ပင်လေးဖြစ်အောင်ပါဒီလိုနေသားဆိုရင်တော့ကျွန်တော်ရဲ့ပင်လယ်စာကဖောင်ရွက်ကြုံလေးရပါပြီပေါ့နော်ပြီးရင်တော့ကျွန်တော်ကြုတ်လေးတစ်လုံးလောက်ကျွန်တော်ကြော်ပါမယ်ဒုလေးကိုကျွန်တော်စီလေးထည့်မယ်စီလေးပွက်တာနဲ့ကြုတ်တစ်လုံးဖောက်ထည့်ပါမယ်ပြီးရင်တော့မကြက်တစ်ချက်လေးပေါ့နော်ဟပ်ပိုင်းလေးကျွန်တော်ကြော်တာဖြစ်ပါတယ်ကြုတ်လေးကြော်ပြီးပြီဆိုတော့ထမင်းပွေးလေးကျွန်တော်ပြင်ပါမယ်ဒါတော့ပင်လယ်စာလေးကျွန်တော်ထည့်တာဖြစ်ပါတယ်ပင်လယ်စာကဖောင်ရွက်လေးကြော်လေးပါပြီးတော့ကြုတ်လေးကြော်ထားတဲ့ဟပ်ပွိုင်ကြော်လေးကျွန်တော်ထပ်ပြီးတော့ထည့်ပါမယ်ဒါကတော့ကျွန်တော်ရဲ့မနက်စာလေးပြည့်စုံသွားပါပြီပင်လယ်စာကဖောင်ရွက်ကြော်ဆက်ကလေးရယ်ပြီးတော့ကြုတ်ဟပ်ပွိုင်ကြော်လေးရယ်ပါအရန်ကမှလေးစလို့ကောင်းပါတယ်ကြော်စားကြည့်ဖို့လေးတိုက်တွန်းပြရစီအရန်ကမှလေးအရသာရှိပါတယ်ဗျတော်တော်လေးလေးစားကောင်းပါတယ်ပစုံရင်ပြီးတော့ကင့်မှုအရသာရယ်ပြီးတော့ကြက်ဥကြော်လေးရယ်ဖြစ်တဲ့အတွက်အရန်ကမှလေးအရသာရှိပါတယ်ဒါတော့ကျွန်တော်မနက်စာအတွက်ထမင်းစားပါတော့မယ်
အားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ထမင်းဆက်စားလိုက်ပါအောင်မယ်